ရဲ့ငွေဟာဘယ်ကိုထွက်လို့ထွက်သွားမှမသိတဲ့ဘဝကနေစနစ်တကျငွေသုံးချက်ဖို့အကောင်းဆုံးနည်းလမ်းကတော့ကိုယ့်ရဲ့လစဉ်အသုံးစရိတ်အားလုံးကိုစနစ်တကျမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။ကိုယ့်ရဲ့သုံးငွေကိုမှတ်တမ်းတင်တဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ဒီလိုလုပ်ခြင်းအပြင်ငွေနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ပန်းနိုင်ကိုရောက်စေနိုင်ပါတယ်။ကိုသွားကျင်တဲ့ခရီးဝယ်ကျင်တဲ့ဖုန်းတို့လိုပန်းနိုင်တွေပေါ့။တကယ်လို့ထွက်ငွေကိုစရင်းမယူထားဘူးဆိုရင်တရက်မှာကျပ်3000ပဲကုန်တဲ့ကော်ဖီဘိုးကတနစ်ဆိုရင်ကျပ်10သိန်းကျော်သွားတာကိုသိမှာမဟုတ်ပါဘူး။ပြီးတော့ထွက်ငွေမှတ်တမ်းတင်ခြင်းဟာကိုယ့်ရဲ့အကောင့်အဆိုးအကျင့်တွေကိုမြင်လာစေပါတယ်။မလိုအပ်ဘဲနဲ့ငွေဘယ်လိုထွက်သွားတယ်လဲဆိုတာကိုမြင်လာစေပါတယ်။ကိုယ့်ရဲ့အသုံးစရိတ်တွေကိုလည်းလိုအပ်ချက်လိုချင်တာနဲ့စုဆောင်းငွေစသဖြင့်၃ပိုင်းခွဲပြီးတော့တချို့ကတော့50 30 20နီးလန်းကိုသုံးပြီးတော့မှခွဲကြပါတယ်။ဒီလိုနီးလန်းချပြီးငွေကိုသုံးရင်တတိရှိရှိငွေသုံးလာမှာဖြစ်ပြီးတော့ဘယ်နေရာမှာတော့အသုံးလျှော့ချရမလဲဆိုတာကိုမြင်လာမှာဖြစ်ပါတယ်။နေ့စဉ်သုံးငွေအတွက်ဘတ်ဂျက်အပြင်ကိုယ့်ရဲ့အသုံးစရိတ် tracking လုပ်ခြင်းဟာကိုယ့်ရဲ့ငွေကိုကာကွယ်မှုတစ်ခုပေးပါတယ်။တချို့ဘဏ်တွေကကာကွယ်မှုတချို့ကိုပေးပေမဲ့ကိုဟာအကောင်းဆုံးကာကွယ်သူပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့လကအသုံးစရိတ်ကိုပြန်စစ်ခြင်းဟာလိုအပ်တဲ့အပြောင်းလဲဘယ်မှာလုပ်ရမလဲဆိုတာကိုမြင်တတ်လာစေပါတယ်။ပြီးတော့ကိုကမသုံးဖြစ်တော့တဲ့ Google Memory Fee ဖြစ်ဖြစ် cancel လုပ်ဖို့မိသွားတဲ့ subscription ကိုမြင်စေနိုင်ပါတယ်။ထွက်ငွေကိုမှတ်တမ်းယူရဲဆိုတာမှတ်တမ်းတစ်ခုတည်းပဲယူတာမဟုတ်ပါဘူး။ငွေနဲ့ပတ်သက်လာရင်စနစ်တကျသုံးတတ်ဖို့နီလန်ကောင်းဖြစ်ပါတယ်။ Excel spreadsheet မှာဖြစ်ဖြစ်မှတ်တမ်းယူမလား။စာအုပ်ထဲမှာပဲမှတ်ထားမလား။အခုနောက်ပိုင်းဖုန်းနဲ့ app တစ်ခုမှမှတ်မလား။လုပ်ဖို့ပဲအရေးကြီးပါတယ်။ဒီလိုအကျင့်ကောင်းကိုစတင်ခြင်းအပြင်အနာဂတ်ကောင်းပိုင်ဆိုင်သောသူဖြစ်လာဖို့အထောက်အကူပြုပါတယ်။